ကျေးဇူးတင်ပါတယ်ဆိုတော့ဒီချင်းလေးကကျွန်တော် the phone နဲ့အမှတ်တရပေါ့နော်ဆိုတော့ပြီးတော့အမြဲတမ်းလေးဒီစုခွင့်ပေးတဲ့ကိုမျိုးချုပ်မြန်အောင်လေးဒီကနေပြီးတော့ကျေးဇူးများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ Sunshine Link တော်လည်းအများကြီးကို